Motor the sunဖြစ်တဲ့ပြဿနာမဟုတ်ဘူးအားလုံးသိပြီးသားပါနော်အဲ့တော့ကျွန်တော်တို့ဒီရွာလူတွေကခုနကျွန်တော်ပြောတဲ့အထက်မှာပါလဲဆိုတော့ဂျာစင်မှုတွေဟလာရွေချက်ပြီးဆိုတော့ပြောချင်တာကမနေ့ကဖြစ်သွားတဲ့ပြဿနာကဒီအုတ်ချိုးရမှုအင်းအထီကိုလာရောက်ပြီးတော့မှအင်းဒီဖောက်ထွန်းတာတွေကျွန်တော်တို့ရွာလူတွေကတွေ့ရတယ်အဲ့ဒါကျွန်တော်လုံးဝကျွန်တော်စိတ်မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့ဒီအုပ်ချုပ်ရေးမှုကိုဒီရွာလူတွေကျွန်တော်တို့အုပ်ချုပ်ရေးမှုခန်းတာကဘေးအဖွဲ့အစည်းကိုမဆိုရွာအတွက်လိုအပ်ရင်လိုအပ်တယ်လို့ဥဆောင်ဖို့ရတဲ့ကျွန်တော်တို့အုပ်ချုပ်ရေးမှုခန်းတာဖြစ်တယ် MDF ဒီလာခန်းတဲ့အုပ်ချုပ်ရေးမှုမဟုတ်ဘူးကျွန်တော်ပြောလို့လားနော်ဘာဖြစ်လို့လဲဆိုတော့အခုတော့မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှအုပ်ချုပ်ရေးမှုကိုဆွဆွဲတဲ့ပြဿနာက MDF နဲ့ပတ်သက်တဲ့ဟိုဟာမျိုးတွေကျွန်တော်တို့ရန်သူကိုသဘောထားပြီးမှဒလာပုံစံမျိုးနဲ့ကျွန်တော်တို့ရွာလူတွေဆွဆွဲပြီးတော့မှပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဝတ်တာအဖားတွေဒါမျိုးလုံးဝကျွန်တော်တို့နောက်နောက်ဆုံးမဖြစ်စေချင်ဘူးပြီးတော့မှအုတ်ချွေးမူတာကလူမျိုးကလေးလေးပဲရှိသေးတယ်ဟိုမှာနော်သူ့ကိုတနတ်ချင်တယ်အဲ့ဒါတပ်ဖို့ဝင်ကျုံမှာပဲကျုံကမှမရှိဘူးကျွန်တော်တို့ကကုန်တည်တယ်နော်သမင်းလည်းစားလို့မရဘူးသူစိတ်ထဲမှာဘလောက်ကစားသူ့ရဲ့ဘဝတစ်ခုလုံးပေါ်တော့ဆက်စီလို့ရတယ်အဲ့လိုပြောလို့ရတယ်အဲ့ဒါတပ်ဖို့ဝင်လောက်ရကဘယ်တော့မှမဟုတ်ဘူးအဲ့ဒါကျင်းဝထဲမှာလည်းဘယ်ကျင်းဝထဲမှာလည်းမပါဘူးဆိုတော့နော်အဲ့လိုမျိုးကျွန်တော်တို့မဖြစ်စေချင်ဘူးပြီးမှကျွန်တော်တို့ရွာလူတွေကဒီမှာရှိတဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်တို့လိုအပ်တာတွေကျွန်တော်တို့စခန်းဆောက်ဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအပ်တဲ့ထင်းပဲဖြစ်ဖြစ်အရာအားလုံးကိုကျွန်တော်တို့တတ်နိုင်တော့ကူညီပေးတာပဲကျွန်တော်ကလူထုပဲဘယ်ဖွဲ့စည်းဖို့မဆိုတော့အဲ့ဒါကျွန်တော်တို့တတ်နိုင်တော့ကူညီဖွဲ့ရတော့ကျွန်တော်တို့ရဲ့တောင်းဝန်ပဲလေအဲ့ဒါကျွန်တော်တို့ကူညီပေးတာပဲမနေ့ကဖြစ်တဲ့အပေါ်မှာကျွန်တော်တို့အင်မတန်မှနာကြည့်ဖို့ကောင်းတယ်ရွာမှာလာပြီးတော့မှရွာတွေးကိုတိုင်းအဲ့လိုတနတ်ဖောက်ပြီးတော့မှချင်းချောက်ရတယ်လူတူတရားရဲ့ပုဂ္ဂိုလ်မှာအပြစ်ရှိတယ်ဆိုရင်တော့ဖို့ဝင်ဆိုတာအဲ့ဒီလူကိုခိုးထုတ်ပြီးတော့မှစစ်စင်မြင်းမြန်းပြီးတော့မှအပြစ်ယူသူ့ရဲ့အပြစ်ကိုသူ့ရဲ့အပြစ်လုံးတဲ့အတိုင်းစီရင်ခွင့်ရှိတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးမနေ့ကလာတဲ့ကအကုန်လုံးတရွာလုံးကိုတနာပုံစံနဲ့ကျွန်တော်တို့ချင်းချောက်နေတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါလုံးဝစိတ်မကောင်းဘူးနောက်တော့အဲ့လိုဖြစ်စေချင်ဘူးဒါရီကလုံးဝအမှားတယ်အဲ့လိုဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မနေ့ကဖြစ်သွားတဲ့ဘေးအစိုးရအုပ်ချုပ်တဲ့ချိန်ကဆာမလာဟိုစစ်ကောင်စီအုပ်ချုပ်တဲ့ချိန်ဟိုအရင်ကလေးကဒီလိုမှအဖြစ်ဖို့လဲဆွမ်းနာပြုတ်ဖြစ်ပါတခါမှမကြုံဘူးခလေးတွေတက်ကြီးရွယ်လူငိုတာနဲ့ငိုကြွေးတာနဲ့စက်တွေမလုံချုံတော့ဘူးအဲ့တော့တော့ဖြစ်ခဲ့ရတာရွာမှာပြင်ရိုက်တန်းနှိမ့်ဆက်တဲ့သူတို့မျက်မြင်တက်တယ်နဲ့မျက်စိနဲ့မြင်တာတော့ဘလောက်ခလေးတွေစိတ်ထိခိုက်တယ်လေခုနဆရာပြောသွားတဲ့ထဲမှာကျောင်းနေစာတင်လို့တော့မရဘူးကလေးတွေစိတ်ကအလောက်ဖြစ်နာကြည့်ဖြစ်ဒါမျိုးတွေနောက်တော့ဖြစ်စီကိုကျွန်တော်မာယာရှိလို့ကိုယ်တိုင်လာရပြီးတော့မှခုလိုလာဖြစ်စီနေတယ်အရာရှိလို့ကိုယ်တိုင်ကျွန်တော်အမှန်နဲ့အမှန်တရားကိုခွဲခြားဖို့အရာရှိလို့ကိုယ်တိုင်လာဖြစ်စီနေတယ်ကျွန်တော်ပြောပြလိုပါတယ်ပြီးတော့မှနောက်တစ်ခုပြောချင်တာကဒီရက်ရွာဟာဘယ်တော့အခါမှဘယ်အဖွဲ့အစည်းကိုမှကျွန်တော်တို့ဘယ်ဖြစ်အဖွဲ့အစည်းပုံမှာရက်တည်ပြီးတော့မှပြောဆိုပြီးမှဒလာလုပ်တယ်ဆိုတာဘယ်တော့မှရှိမှာမဟုတ်ဘူးအတန်းနိုင်ဆိုကူညီဖို့ရကျွန်တော်တို့တောင်းဝကကျွန်တော်တို့လုံနိုင်တဲ့ဖက်ကနေဒေါ်ဟာရဲ့စစ်ကောင်စီကိုဒေါ်ဟာရဲ့လူကိုကျွန်တော်တို့ပန်းဖို့ကျွန်တော်တို့တောင်းပါအဲ့ဒီအတွက်ပဲကျွန်တော်တို့လုပ်တာဖြစ်တယ်ပြီးတော့မှဒီကိစ္စပေါ်ဒီပြဿနာပေါ်မနေ့ကပြောတော့တဲ့ထက်မှာလူမျိုးရဲ့ပြဿနာလည်းအများကြီးရှိတယ်လူမျိုးရဲ့ချီတဲ့ပြဿနာအဲ့ဒါကိုကျွန်တော်တို့ဒီကနေပြီးတော့မှမိကိုမလောက်ခင်မှာကျွန်တော်တို့တန်းနိုင်ဆိုကျွန်တော်တို့ညင်ဖို့စစ်စစ်ထားပါတယ်ဒီလူမျိုးရဲ့ပြဿနာကကျွန်တော်တို့ကတော့မဖြစ်စေချင်ဘူးကောင်းလည်းမကောင်းဘူးနောက်တော့လည်းနောက်တစ်ချိန်ကျရင်ဒီလိုလိုက်အကုန်လုံးကစပုံးဝဲထဲမှာညီကိုလိုလည်းဟာထုတ်ပြီးမှကောင်းဆုံးနေတာမှာအဲ့ဒါကြောင့်ဒီချိန်မှာကျွန်တော်တို့အတန်းနိုင်ဆိုကိုအချင်းချင်းကိုမိမလောက်ဆိုကျွန်တော်တို့မြင်တဲ့ပုံကျွန်တော်တို့တောင်းရှိတယ်ဒီလူမျိုးရဲ့တော့နောက်ဒီရွာကနေလူမျိုးရဲ့ပြဿနာကိုကျွန်တော်တို့တောင်းဆိုကျွန်တော်တို့ကပြောတာဖြစ်တယ်။အဲ့ဒီကိုလည်းကျွန်တော်တို့ဒီမှာလာရောက်တဲ့အရာရှိတွေကိုတိုင်ဒီမှာညီလေးတို့တပ်ဖို့ဝင်နေအရာရှိတွေကိုလည်းကျွန်တော်လည်းကျွန်တော်အဲ့ဒီကိုကျွန်တော်ကောင်းဆုံး
ဒီလိုနောက်နောက်ဖြစ်စင်တယ်ဒီလိုမှဒီပြဿနာကိုဒီရွာလူတွေနဲ့အကုန်လုံးဒီရွာလူတွေ online ပဲဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းကိုတိုင်ကြားမှာမဟုတ်ဘူးဒီမှာပဲကျွန်တော်တို့ပြည့်စုံစေချင်တယ်ဒါပေမဲ့အခုချိန်မှာတော့မီဒီယာခက်ဆိုတော့ပြောလို့မရဘူးဟိုဘက်ကလည်းအမျိုးမျိုးပြောတာရှိမယ်မနေ့ကဖြစ်စင်တဲ့ပတ်သက်ပြီးမှဒီမှာအဲ့ဒီရှိတယ်အဲ့ဒါတွေသူတို့ကိုကျွန်တော်တို့ကပြောလို့မရအဲ့ဒီနဲ့ပတ်သက်ပြီးမှသူတို့ပြောရှာတယ်လေးတွေရှိပြောကောင်းပြောနိုင်တယ်ဒါပေမဲ့ဒီရွာရဲ့ပြဿနာနဲ့ကျွန်တော်တို့ကတိုင်ပြီးတော့မှရညီကိုလေနင်းနာအောင်ကျွန်တော်တို့ပြောတာတော့မဟုတ်ပါဘူးတော့အဲ့လိုဖြစ်တဲ့ခါကျရင်ဒါမျိုးလေကျွန်တော်တို့ချိန်မှနဲ့ကျွန်တော်တို့ရွာလူတွေကကောင်းကောင်းဒီလိုဟင်းခိုင်းပြီးတော့မှပြည်လေတဲ့ဆိုရဲစိတ်နဲ့တရားနဲ့တရားဟုတ်လားလူမှုရေးတွေမပြတ်ပဲနဲ့လူအားတာတွေဝမ်းဝမ်းပြီးမှဒီထက်စုပေါင်းလာကိုရအတွက်ပြောလို့ပါတယ်အားလုံးကိုကျေးဇူးတင်ဒီမှာရရှိတယ်။ဒါရောက်ပြီးတော့ကိုယ်တိုင်ကိုလည်းဖြည့်ဆည်းပေးလို့လည်းကျွန်တော်ကျေးဇူးတင်အားလုံးကိုကျေးဇူးတင်